ငပြိုတန်လားဆိုတာနအိုပေါင်ကျိုးတလောက်ပဲရှိတယ်ဆိုတာကိုတက်တည်ပြလိုက်တဲ့ဂုတ်ကြီးရနတိုပရိသတ်များလုံးပဲမင်္ဂလာပါဗျာဂရိုရီထရက်ကနေပြန်လည်ကြိုလိုက်ပါရင်လက်ရှိစပိန်တဲ့လူစင်းဟာလူငယ်တွေနဲ့ဖွဲ့စည်းထားတာမို့အတော်လေးလဲတောင့်တင်းတယ်လို့အားရစရာလဲကောင်းပါတယ်ရာဘယ်ဇူဘီမန်နီပေဒရီဝီလီယံဟောင်ဆန်တို့လိုမျိုးလက်ရှိကမ္ဘာအကောင်းဆုံးလူငယ်စားသမားတွေကလည်းပါဝင်နေတာကြောင့်မျှော်လင့်စရာအကောင်းဆုံးအသင်းလည်းဖြစ်နေပါတယ်ဒါပေမဲ့ဂုတ်ကြီးရနတိုနဲ့တွေ့မှာတော့စပိန်ရဲ့တောက်ပမှုတွေဟာမှိမ့်မှင်ပြောက်ကွယ်သွားခဲ့ရပြီဖြစ်ပါတယ်ပြောမယ်ဆိုရင်နပြိုတန်လနအိုပေါင်ကျိုးဆိုလို့လူငယ်တွေကောင်းတယ်ဆိုတာကရဒိုအိတ်နေတယ်လို့ပဲရှိပါတယ်လက်ရှိချိန်မှာရဒိုဟာအသက်40ရှိနေပါပြီ။ဒါပေမဲ့လူငယ်တွေနဲ့အပြိုင်ဖလန်ထားနေစေဖြစ်ပါတယ်။သူနဲ့တက်တူရလူကစားသမားတွေဆိုရင်နားတဲ့သူကနားနီးပြဘွားပြောင်းတဲ့သူကပြောင်းနေဖြစ်နေကြပါတယ်။ဒါပေမဲ့ရိုနယ်ဒိုကတော့နိုင်ငံအသင်းအတွက်ပေးဆက်နေစေကလန်အသင်းအတွက်အဓိကကစားသမားအဖြစ်ရှိနေစေပါပဲ။အသက်40ရဲ့ကစားသမားတစ်ယောက်ကနိုင်ငံအသင်းကိုဦးဆောင်ပြီးစူပလာတွေစုခိုးနိုင်တာကတွေးကြည့်မယ်ဆိုရင်တကယ့်ကိုကြက်သိမ်းထားစရာကြီးပါ။ KSSL ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေမှာဝိုင်းကစားသမားတွေပါတယ်ဆိုပေမဲ့အသင်းအတွက်ကို impact ဖြစ်စေခဲ့တဲ့ကစားသမားမျိုးကတော့ရိုနယ်ဒိုပဲရှိမယ်ထင်ပါတယ်။နိုင်ငံအသင်းအတွက်ဂိုးများဆုံးသွင်းယူထားသူနိုင်ငံပွဲများဆုံးကစားထားသူသူမတိုင်ခင်ခေတ်မှာပေါ်တူဂီဆိုတာအိမ်ဖြီအသင်းတတာနေထားကနေလက်ရှိချိန်မှာတော့အဓိကစူပလာသုံးလုံးထိရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ပြိုင်ပွဲတိုင်းမှာလည်းချန်ပီယံစင်ခေါ်သူအဖြစ်ရောက်ရှိလာအောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူကတော့ဂိုဂျီခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။ပေါ်တူဂီအနေနဲ့ပွဲမှာ၄-၃ကစားတဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာရိုနယ်ဒိုကိုထောင်ထားကဖာနယ်နဲ့ကွန်ဆေဆယ်နဲ့တိုလိုနဲ့တွေ့ပေးထားပါတယ်။ကွင်းထဲမှာတော့ဘာလို့ဆေးဘာနဲ့ပီတင်ယာတို့ပွဲထွက်လာခဲ့ပြီးနောက်တန်းမှာနာဘတ်စ်ဒီရဲ့အင်နာစီယိုနဲ့မန်တက်တို့ကိုခင်းကျင်းသွားခဲ့ပါတယ်။စပိန်ဘက်ကတော့လင်းသွင်းကစားတဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာရာမဲအိုရာဇာပဲဝီလီယံကွင်းလယ်မှာပေဒရီရုဇူဘီမန်နီနောက်တန်းမှာကူကူယေလာဟောင်ဆန်နော်မန်နဲ့မက်ခွေစာတို့ကိုခင်းကျင်းသွားခဲ့ပါတယ်။ပွဲစားကလေးကပေါ်တူဂီတို့ချွဲထအောင်တိုက်စစ်ဆင်ထားနိုင်ခဲ့ပြီးပွဲချိန်9မိနစ်မှာနာဘတ်အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ဂိုးပေါက်နဲ့လဲချော်သွားခဲ့ပါတယ်။အဲဒီနောက်စပိန်ဘက်ကလည်းနီကိုဝီလီယံရာမဲတို့ရဲ့တောင်ပန်တစ်ဖက်နဲ့ပေါ်တူဂီခံစစ်ကြောင်းကိုဒုက္ခပေးဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့လည်းရာမဲတယောက်မန်ဒက်စ်ကိုဘလို့မှမကြော်နိုင်ခဲ့တာကြောင့်ဝီလီယံရှိနေတဲ့ဘယ်ချမ်းကိုပဲအားပြုကစားနေခဲ့ရပါတယ်။ပွဲချိန်15မိနစ်မှာတော့ဝီလီယံရဲ့ဖျက်ချိုးပေးမှုကိုပီဒရီကအဆုံးသတ်ခဲ့ပေမဲ့ဂိုးဘေးကနေကတ်ထွက်သွားခဲ့ပါတယ်။2မိနစ်ကြာမှလည်းဝီလီယံရဲ့ထောက်ဖြတ်ကန်ချက်ကတော်တော်လေးကောင်းခဲ့ပြီးဂိုးပန်းရန်ကိုကျော်သွားခဲ့တာပါ။ပွဲချိန်27မိနစ်မှာတော့စပိန်တို့ဥဆောင်ရရှိသွားခဲ့ပြီးရှုံးရှက်ခတ်နေတဲ့နေထားကနေရရှိလာတဲ့ခွင့်ရေးကိုအာဆင်နယ်ကစားသမားတွေဖြစ်လာမဲ့ဇိုဘီမန်နီကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပေါ်တူဂီဘက်ကတုတ်ပြန်မှုကောင်းခဲ့ပြီး4မိနစ်ကြာမှတော့မန်တက်ကခြေပါကိုပြန်လဲသွင်းယူပေးခဲ့ပါတယ်။အဲဒီနောက်ပြန်လဲတိုင်းစစ်စင်မှုတွေကိုမြင်တွေ့ခဲ့ရပေမဲ့နှစ်ဖက်ကိုသမားတွေရဲ့လက်စွမ်းပြမှုကြောင့်သွင်းကိုတွေတော့မရရှိခဲ့ပါဘူး။ပွဲချိန်45မိနစ်မှာတော့စပိန်တို့ဥဆောင်ကိုပြန်လဲရရှိသွားခဲ့ပြီးပီဒရီရဲ့ဖန်တီးမှုကနေအိုရာဇာဘဲကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒုတိယပြန်အစမှာတော့ပေါ်တူဂီဘက်ကဥဆောင်ကစားထားနိုင်ခဲ့ပြီးပွဲချိန်48မိနစ်မှာဖာနယ်တက်ကခြေပါကိုပြန်လဲသွင်းယူနိုင်ခဲ့ပေမဲ့လူကြုံနေခဲ့ပါတယ်။ပွဲချိန်62မိနစ်မှာတော့ပေါ်တူဂီဘက်ကခြေပါကိုပြန်လဲရရှိသွားခဲ့ပြီးမန်တက်ရဲ့ဖျက်တင်ပေးဖို့မှုကစပိန်နောက်တနက်ထိကလမ်းကြောင်းပြောင်းသွားခဲ့တာကိုဂုတ်ကြီးကအနီးကပိတ်သွင်းခဲ့တာဖြစ်ပါတယ်။တေရနဲ့ထွက်ပေါ်နေချိန်မှာပွဲကတော်လေးကြီးကောင်းခဲ့တယ်လို့အတော်လေးလဲကြမ်းခဲ့ပါတယ်။စပိန်ရဲ့ထိုးပေါင်းမှုတွေကိုပေါ်တူဂီဘက်ကအဝါကတ်တွေရေးပြီးတော့ဖျက်ထုတ်ခဲ့ရတယ်လို့ပေါ်တူဂီရဲ့ထိုးပေါင်းမှုတွေကိုလည်းစပိန်ဘက်ကတားဆီးရမှာအဝါတွေထိပါတယ်။ပွဲချိန်83မိနစ်မှာအင်စကိုရဲ့အေရီယာပြင်ဘက်ကဝေးကန်ချက်ကတော်တော်လေးကောင်းခဲ့ပေမဲ့ကော့စတာကာကွယ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန်ပြည့်တဲ့ဒီအနိုင်ရှုံးပေါ်ခဲ့တာကြောင့်အချိန်မိုဆက်လက်ကစားခဲ့ရပါတယ်။အချိန်ပေါ်မှာလည်းနှစ်သင်းစလုံးအခွင့်အရေးကိုစီရခဲ့ပေမဲ့ဂိုးဖြင့်ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့တာကြောင့်ပနတီအဆုံးဖြတ်ခံယူခဲ့ရပါတယ်။ပနတီဆုံးဖြတ်မှာတော့ပေါ်တူဂီဘက်က9ချိန်စလုံးဂိုးဖြင့်ပြောင်းလဲနိုင်ခဲ့ပေမဲ့စပိန်ဘက်ကမိုရာတိုင်ကန်ချက်ကိုကော့စတာကကာကွယ်သွားနိုင်ခဲ့တာကြောင့်ပေါ်တူဂီတို့နေရှင်းလီဖလားကြီးကိုကိုင်းမြောက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။